ဆိုတော့ကျွန်တော်ဒီနေ့ update ဒီတစ်ခေါက်က update ကတကယ်အကြီးလာမှာပေါ့နော်ပြောရမယ်ဆို2000ကျွန်တော်ပြီးရင်လည်းပြောပြမယ်ပေါ့2019ကပြောင်းသွားတယ်2019ကကျွန်တော် war တွေကိုပထမဦးဆုံးပေါ့နော် another war လို့ပေါ်လာတဲ့ကျွန်တော်တို့ Avalonian road ပေါ့နော် Avalon road ပေါ့ Avalon road ပေါ်လာတော့ကလူမျိုးလို့သူတို့ကသတ်မှတ်ထားတယ်ပေါ့လေအဲ့တော့ဒီမှာကျွန်တော်တို့လောလောဆယ်ကြည့်လိုက်မယ်ဆိုရင် Spring နဲ့ Summer ဆိုပြီးတော့ရှိတယ်ပေါ့ Spring ပြီးတော့မှကျွန်တော်က Summer လာမှာဆိုတော့ Summer မှာမှတကားပါမှာအဲ့တော့ Summer ကဘယ်အချိန်လဲဆိုတာလည်းသိရမယ် Spring မှာဘာတွေလာမလဲဆိုတာလည်းသိရမယ်ပေါ့ဒီကလောလောဆယ်လာမယ့် road map ပဲ Ronaldo ရဲ့ analyze ဒီ crafting shoot on ဘက်က analyze လေးပေါ့ okay အဲ့တော့ကျွန်တော်ဒီနေ့အဓိကပြောသွားမယ့်အကြောင်းအရာတော့ခုနဗီဒီယိုတွေကတော့အများကြီးရှိတယ်ဗျာသူရှင်းပြီးကျွန်တော်တို့ဒါကျွန်တော် function ပေါ့နော် function လိုက်တဲ့အခါမှာပါမယ့်အကြောင်းအရာတွေကဒီဟာတွေဖြစ်တယ်အဲ့ဒါဆိုတော့ကျွန်တော်ဆိုပြောင်းလဲသွားမယ့်အရာတွေဆိုလို့ရှိရင်ဒီ5ခုရှိတယ်အဲ့ဒါကဒီလာမဲ့ spring မှာစပြီးပြောင်းမှာကျွန်တော်စတည်ခြင်း spring မှာစပြောင်းမှာကတော့ကျွန်တော် function လိုက်တဲ့သူတွေကျွန်တော်တို့အတွက်အရန်မိုက်တယ် function လိုက်တာကfunction လိုက်တဲ့ကျွန်တော်တို့ style ပြောင်းသွားမယ်ပို့ပြီးတော့မှ CVC ဆန်တဲ့ဟာတွေပုံမြင်ရမယ်ပို့ပြီးတော့မှအတင်းလူဝင်ပြီးတော့လူရခတ်ရမယ့်ဥစ္စာတွေပါလာမယ်ပြီးလို့ရှိရင်ပါတီတွေမဖြစ်အောင်ဖွဲ့ပြီးတော့ချရမယ့်သဘောတွေအများကြီးဆန်လာတယ် black စုံမှာနေပဲ CVC တွေဖြစ်နေမှာမဟုတ်ဘူး yellow စုံမှာလည်းကျွန်တော်တို့ CVC content တွေပုံစံမျိုးတွေကိုပို့ပြီးတော့အသားပေးလာတယ်ဗောလေဒီမှာဒီတစ်ခုဒါကတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီပြောရလို့ရှိရင်ကျွန်တော် graphic ပိုကောင်းလာမယ်ပေါ့ကျွန်တော်တို့တော့သိမဆိုင်ဘူးပေါ့လေ graphic ပိုကြည့်ရတာပိုကောင်းလာမယ်အဲ့ဒါလေးကိုကျွန်တော်ပြီးရင်ဗီဒီယိုပြပေးမယ်နော်ဟိုကျွန်တော်တို့ဆိုတာပေါ့နော်ဒီ ABN ကcontroller နဲ့ ဆော့တဲ့ system စနစ်ကို Xbox ကိုထည့်ပြီးတော့မှစပြီးတော့အသုံးပြုလာပြီနောက်ထပ် NUV တွေအများကြီးဝင်လာမှာဗျာအများကြီးဝင်လာဖို့သူတို့လုပ်နေတယ်နောက်တစ်ခုကကြတော့ဒီဘက် summer ဘက်ရောက်လာတဲ့အခါမှာကျွန်တော်တို့ဒီ pre update အနေနဲ့အခုမှ big update ကဒီမှာမှလာမှာဒါလေးကဒါ season အစအနေနဲ့ update ပေးသွားမဲ့သဘောပဲရှိနည်းနည်းကြီးစီလာမှာတခါတည်းတစ်ပြိုင်တည်းလာမှာမဟုတ်ဘူးเนาะနည်းနည်းကြီးစီလာမှာ update ကနောက်ပြီးတော့ pre update တကယ် big update ကဒီမှာလာမှာပြောရရင်ခုနကပြောဆို2019ကျွန်တော်တို့စခဲ့တဲ့ big update လိုမျိုးပဲစပြီးနောက်ထပ် war another war တစ်ခုပေါ့လေ Avalonian road another war တစ်ခုကိုပြောင်းလဲခဲ့တဲ့ပုံစံမျိုးကိုပဲဆိုတာကိုသူရှင်းထားတယ်ဒီမှာလည်းပါလိုက်တယ်ပေါ့နော်ဆိုတော့ pre update အနေနဲ့ဒီမှာလာမယ်အမှ event လာမယ်ပေါ့ limited event လာမယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ကငကားလာမှာငကားပေါ့လေငကား concept ကလာမှာ okay ဒီလိုမျိုးတွေကျွန်တော်တို့ချရမယ်အဲ့မှာပြပေးမယ်အလန်ဒီအလန်တွေပေါ့နော်အလန်ခိုးရမယ်ပေါ့ဗျာအဲ့မှာအလန်ခိုးရမယ်အဲ့လိုပဲပြောရတော့မှာပေါ့အလန်ခိုးရမယ်ရဲဆိုကဒီလိုချလို့ရတယ်လေအလန်ခိုးရမယ်ပေါ့အဲ့ဒါတကယ်အလန်ခိုးရမှာသိလားဟိုဘက်က အလန်ကြီးတို့ကင်လာဗျာဘယ်လိုရမလဲပြောဖလက်ခိုးရမယ်လို့လုပ်ပါအေးအဲ့ဖလက်ခိုးရမယ်အလန်ပဲထားပါတော့ဟာအဲ့တော့ဟိုဘက်ကအလိုမျိုးဖလက်ကြီးတွေကင်ပြီးတော့သူကဒီပေါ့ဗျာကျွန်တော်တို့ပြီးလို့ရှိရင်တော့ရှင်းပြမယ်နော်ဖလက်ကြီးတွေကိုတယောက်နဲ့တယောက်လူရမယ်တယောက်ကကင်လာတဲ့ဖလက်ကိုဒီဘက်တခြားဖလက်ကင်ထားတဲ့သူကလူရမယ်ပေါ့နိလူရမယ်လူရတဲ့ concept ပါမယ်ဒီလိုမျိုးလေးတွေချရမယ်ပြီးတော့ဒီမှာဒါသူ့ရဲ့အလန်ဒီဇိုင်းဒါပေမဲ့ working in progress ပေါ့အပြောင်းလဲတော့ရှိနိုင်သေးတယ်ပေါ့လေဒီမှာကြည့်တယောက်ကဒီမှာ mellow ကအလန်ဒီအလန်ကိုကင်ထားတယ်ပြီးတော့တဲ့အခါမှာဒီမှာ tab 4ကပြန်ယူသွားပြီနောက်တစ်ခုကတော့ကျွန်တော်တို့စကင်အစ်စ်ပါလာလိမ့်မယ်စကင်အစ်စ်လန်ကြီးတော့မခိုးချင်ဘူးတဲ့စကင်အစ်စ်လေးပါမယ်ဆိုတဲ့သဘောလေးရှိတယ်ပေါ့လေစကင်အစ်စ်လေးလှတော့လှပါတယ်ဒါပြီးတော့တဲ့အခါ chest တွေနဲ့ပတ်သက်ပြီးတော့မှတကယ်ပို့ပြီးတော့မှဘယ်လူတွေပဲချက်တွေပို့လောက်လာအောင်ပါပို့ပြီးတော့မှချက်တွေလူတွေပို့ကောင်းလာအောင်ပဲဗျာချက်တွေလူတွေပို့ကောင်းလာအောင်ပဲသူရဲ့မွေးကျွန်တော်တို့ရှိနေတဲ့ပုံစံနဲ့ဒီလိုပုံစံလေးဗျာအဲ့ဒါပို့ပြီးတော့မှကြည့်ကောင်းတယ်ပို့ပြီးတော့မှအဆင်ပြေတဲ့ smoothly ဖြစ်တဲ့ဟာလေးပေါ့လေပြီးရင်မပြောင်းသွားတဲ့ဟာလေးကြည့်လိုက်ခါလေးဟုတ်ပြီဒီလိုမျိုးလေးတွေပို့ကြည့်ကောင်းမပြောင်းသွားမယ်ဒါပေမဲ့ graphic နဲ့ဆိုင်နေပေါ့လေကျွန်တော်တို့နဲ့တော့တိတ်မဆိုင်ဘူးပေါ့ arena ရဲ့ map design ပြောင်းသွားမယ်ပေါ့လေ arena ရဲ့ map design ပြောင်းသွားမယ်အရင်သူတို့ဘက်ကိုရောက်ပြီးတော့ကျွန်တော်တို့mobile နဲ့ပို့ဆန်သွားမယ်သဘောကတော့ပြီးတော့ကျွန်တော်တို့ 1vs1 arena ရှိမယ် pro ယာမီတို့အကြိုက်ပေါ့လေ pro ယာမီတို့အကြိုက် 1vs1 arena ရှိမယ်အဲ့ဒါကပြောမှဆိုရင် 1vs1 training ဆင်းလို့ရတယ်ပေါ့လေ item အကြီးကြီးတွေဆင်းပြီးတော့ training ဆင်းလို့ရမယ်ပေါ့လေပြီးတော့ကျွန်တော်တို့ဒီမှာload out တွေload out ပုံစံလေးပေါ့လေသူတို့ပြမယ်သူနဲ့ဆိုင်တဲ့ load out လေးဘာတွေရှိလဲပေါ့အဲ့တော့အဲ့လိုလေးရှိတယ်ဒါခုနကကျွန်တော်စာရီအကြောင်းမပြောခင်မှာဒါလေးနဲ့တွဲပြီးတော့မြင်လို့ရအောင်ဗီဒီယိုလေးကိုပြပေးတာပေါ့โอเคအဲ့လိုဆိုတော့ဒီမှာ
dragon ဆိုတာကျွန်တော်အခုမှပေါ်လာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့သူတို့ဂရီပေးထား dragon နဲ့ပတ်သက်တာပါ dragon နဲ့ပတ်သက်တဲ့ဒီ game concept တွေပါလာမယ်ပေါ့လေပါလာမယ်ဆိုတာဟိုတဲ့ဟိုတုန်းတွေကလူတွေကကျွန်တော်တို့ပြီးလို့ရှိရင်ကျွန်တော်ပြောင်းမယ်လူတွေကကျွန်တော်တို့ community ကတောင်းဆိုထားတဲ့အရာကိုသူတို့လုပ်ပေးတာသူတို့ကနေမှဟိုထည့်ပေးလိုက်တဲ့နေယူမဟုတ်ဘူးသူတို့လူဒီဘက်စော့နေတဲ့သူတွေကတောင်းထားတာကြာပြီပေါ့လေဒီမှာဒီ bandit အစောမှာလည်းချမယ်ပြီးတော့ရင် function battle standard အနေနဲ့လည်းကျွန်တော်တို့အပြောင်းလဲလုပ်ထားတယ်အဲ့ဒါတော့အရင်ဆုံးရတော့ function battle standard အနေနဲ့ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီခုန flat တွေကို carry ရမယ် carry ပြီးတော့မှကျွန်တော်တို့က outpost တွေကို deliver လုပ်ရမယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ province ဆိုတာကကျွန်တော်တို့ territory လိုဟာမျိုးပေါ့လေအဲ့ဒီမှာ flat တွေပေါ်မယ်အဲ့ flat တွေကိုကျွန်တော်တို့ကဒီ outpost တွေကိုတည်ရမယ်တည်တဲ့အခါမှာလည်းဒီတိုင်းတည်တဲ့အခါမှာကိုက outpost ကနေတည်လာတော့မှအခြား function flag တွေကကိုစီဟာကိုကိုလာတက်ပြီးတော့မှဒီ flag ကိုပြန်ယူပြီးသူတို့ outpost ကိုတည်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး back and forth တွေကျွန်တော်တို့တရားချနေကြမယ်ပေါ့ပြီးသွားရင် battle standard can be found in active provision ဆိုတာအဲ့ battle stand ဆိုတာဒီ flag ကိုပြောတာပေါ့နော် battle ဒီ flag တွေပေါ့ flag တန်တွေပေါ့အဲ့ဒါက active provision ဆိုတာ active ဖြစ်နေတဲ့ဒီ territory ပုံစံမျိုးပေါ့နော်ဒီ province မှာကျွန်တော်တို့သွားယူလို့ရမယ်ပြီးတော့ဘယ် flat player ဖြစ်ဖြစ်ကာလီယိုမှာအပါဝင်ပေါ့နော်အဲ့ဒါတွေကိုဝင်ပြီးတော့ယူနိုင်တယ်ပြီးတော့ PPE မှာရော PPE တော့ red zone နဲ့ yellow zone ပေါ့လေ flat နဲ့ပတ်သက်တယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကသူတို့ရဲ့ဟိုဒီခုနက point တွေပေါ့နော် point တွေကိုပို့ပြီးတော့တိုးသွားခြင်းပဲနဲ့အတူတူ fight ဒီဖြစ်စေသူတို့ရဲ့ party ထဲမှာပါဝင်နေသည်ဖြစ်စေဒီအလံကိုဒီ flag ကိုကင်ပြီးတော့မှဒီ outpost ကိုတည်သွားတဲ့တခြားမှာအတူတူရင်ဆိုင်ပြီးတော့မှဘေးနားမှာရှိပြီးတော့ fight သွားတဲ့သူတွေအကုန်လုံးကဒီကရမယ့် point ကိုရမယ်ဆိုတော့အဲ့တဘောပေါ့လေနောက်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ် enemy ကကိုယ့်ကိုပြန်ပြီးတော့မှတိတ်တောင်လုပ်သွားမယ် battle stand ကိုပြန်ယူသွားတာတွေလုပ်မယ်အဲ့ဒီနေရာတွေမှာလည်းကျွန်တော်တို့ကခုန defense point တို့ဘာလို့ကတော့ရနိုင်မယ်ဆိုတော့ဒါကတော့ flag ကိုတည်တဲ့အခါမှာရှိတဲ့ concept တွေပေါ့တကယ်အသေးစိတ်ကတော့ပြန်လာအောင်ပဲပေါ့လေအခုက work in progress ဆိုတော့ new function web system ကိုထည့်လာတယ်အဲ့ဒါကတော့supply system လာပါလာတယ် supply system ပါပြီးတော့မှပို့ပြီးနိုင်ဖို့အတွက်ပေါ့လေနိုင်ဖို့အတွက် point တွေကို supply system တွေဆိုတော့ကျွန်တော်တို့ကအရင်လိုမျိုး outpost တစ်ခုတည်းကိုပဲဒီမှာတော့ this means that all function activity contribute not just outpost သိမ်းရုံပဲမဟုတ်တော့ဘူးအခုကကျွန်တော်တို့ဒီ supply box တွေပါလာပြီးတော့မှအဲ့ supply box တွေကိုလူရတဲ့ function battery တွေ red zone မှာ battery တွေဆက်ချပြီးတော့ဖြစ်လာမယ်အရင်လိုကျွန်တော်တို့က bandit မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုခရ supply box ဖြစ်တဲ့ကိစ္စကနေသေးတယ်ပေါ့ territory နဲ့ပဲသွားဆိုင်နေတာဟုတ်အခုကအဲ့လိုမဟုတ်တော့ဘဲနဲ့ territory မှာလည်းပေါ်မယ်ပြီးတော့ outpost ဒီ light သိမ်းတဲ့အခါမှာလည်းအဲ့ဒီသိမ်းတဲ့အမှတ်ပိုရဖို့အတွက်ကို supply box တွေချပေးပြီးတော့အဲ့ဒီမှာ fighter တွေလုပ်ရမယ်ဆိုတော့အဲ့ဒါတွေပါလာမယ်ပြီးတော့ bandit as well has two disney phrase ပေါ့နော် phrase နှစ်ခုအနေနဲ့တစ်ခါလာရင် phrase နှစ်ခုအနေနဲ့လာအဲ့ဒါတော့ပထမတော့ latch scale ဆိုတော့ကျွန်တော် CVC ပေါ့လေ CVC ကိုကျွန်တော်တို့က latch scale ပေါ့နော်ဟိုလူအများကြီးပါတဲ့ဥစ္စာတွေပေါ့အဲ့ဒီဥစ္စာတွေကို spanning all lethal province ကျွန်တော်ဒီစကားလုံးလေးတော့သိနားမလဲဘူး lethal province ဆိုတာဘာလဲတော့မသိဘူးဟိုဘာလဲမသိဘူးဆိုတော့ကျွန်တော်နားလဲအောင်ရှင်းမပြတတ်တာပေါ့လေမြန်မာလိုနားလဲအောင်ရှင်းမပြတတ်တာအဲ့လိုမျိုးတစ်ခုလာမယ်နောက်တစ်ခုကတော့ second focus အနေနဲ့ the action 2 lethal province ဆိုတာတော့ပထမတော့ကတော့ကျွန်တော်အဲ့လို outpost ဟိုဘာလဲ territory လိုဟာမျိုးတွေလည်းပါတယ်လို့ကျွန်တော်တို့ဒီ2 lethal province ဆိုတဲ့ဥစ္စာလည်းပါလာမယ်နှစ်ခုအနေနဲ့လာ phrase နှစ်ခုအနေနဲ့လာမယ်ပေါ့လေပြီးလို့ရှိရင်ဒီမှာတော့နှစ်ခုတွေတော်တော်သုံးတယ်နော် season ဆိုရင်လည်း mid season တွေနဲ့ end season ဆိုပြီးနှစ်မျိုးလာတယ်ပြီးသွားရင် bandit မှာလည်းနှစ်မျိုးလာတယ်ပြီးတော့ summer နဲ့ spring နဲ့ summer ဆိုပြီးတော့ update ကိုနှစ်မျိုးအနေနဲ့လာတယ်နှစ်တွေတော့တော်တော်သုံးထားရနော်ဒီကမှာထူးခြားတွေကပို့ပြီးတော့မှကျွန်တော် fight ပြီးတော့မှချရပြူရမယ့်ဟာတွေပြောတော့အဲ့တော့ကျွန်တော်တို့က black zone မှာဗျာ gate တွေမှာတွား join ပြီးတော့ black zone မှာကြီးပဲ fight ရတာမျိုးမဟုတ်ဘူးကျွန်တော်ဒီဘက်က yellow zone တို့ red zone တို့မှာလည်းအကြီးအကျယ်လက်နက်ကြီးတွေဆင်ပြီးတော့ item အမြင့်ကြီးတွေဆင်ပြီးတော့ fight ရမယ့် battery တွေစပြီးရှိလာတော့မယ်အဲ့တော့ကျွန်တော်တို့လိုမျိုးဟို black zone politics ကိုမနိုင်ဘူးလူတွေအများကြီးနဲ့တကယ်ကိုပဲဟိုပေါ့ဗျာဟိုလက်နက်ကြီးတွေဆင်ပြီးတော့မ fight နိုင်တဲ့သူတွေအတွက်လည်းအဲ့လိုနီခံစားလို့ရမယ် ZVZ တွေမှာကိုယ့်ဘာကိုပဲဒီ red zone တို့ bandit တို့ yellow zone bandit yellow zone တို့မှာနေပြီးတော့မှဒီ fight ကြီးတွေကိုကိုဂေးနဲ့ကိုပျော်ပြီးတော့မှဖန်တီးလို့ရတယ်ပြီးတော့မှကျွန်တော်ဆင်တော့ bandit တို့ဒီ yellow zone တို့ကကြတော့ function point တော့ရတာမှန်တယ် black zone တော့တိတ်မရဘူးဒါပေမဲ့လည်းကျွန်တော်အရင်ကြီး bully ခံရတာမျိုးတိတ်မရှိဘူး fair တော့နည်းနည်းပိုဖြစ်တယ်ပေါ့နည်းနည်းပိုဖြစ်တယ်ပေါ့လေခုန
breakaway တို့ဘာတို့ကတော့နည်းနည်းပူလီတာမျိုးတော့ရှိတယ်ကျွန်တော်တို့ဟိုနေ limit အနေနဲ့ပေါ့လေဒါမဲ့လည်းဒီမှာ तू တစ်ခါလေကြာကိုကပြန်တာတာပဲကိုမတော့အဲ့လိုမဟုတ်ကိုဂေးလေးကနည်းနည်းလေး PC လေးဆိုရင်အမြဲတမ်းပူလီခံရမှာအမြဲတမ်းလူတွေအများကြီးနဲ့ပူလီခံမှာဘလက်ဆုံးကြတော့ဆိုတော့ဒီမှာကျွန်တော်တို့အဲ့လိုမျိုးအေးစစ်စစ်ဒီဘက်က fair ဖြစ်လောက်ရှိတဲ့အနေအထားလေးနဲ့ fight ချင်တဲ့သူတွေအတွက်လည်းကျွန်တော် chance ပို့ပြီးတော့ရလာတယ်ပေါ့လေ Spring upgrade မှာတော့ကျွန်တော်ပြောတဲ့အတိုင်းပဲခုနကတော့ပြတဲ့အတိုင်းပဲကျွန်တော်တို့ကြည့်ရတာပိုကောင်းသွားမယ်ကျွန်တော်တို့နဲ့တော့သိမဆိုင်ဘူးပြီးလို့ရှိရင်ဒီ armory ပေါ့ armory ဆိုကျွန်တော်တို့ဒီဟိုပစ္စည်းတွေပေါ့နော်လုံးတဲ့ဥစ္စာတွေပြောင်းသွားမှရှိမယ်နောက်ပြီးရင် 1vs1 arena တွေဖြစ်မယ် PVP training အတွက်ပေါ့နော်ပြီးတော့ new crystal arena map တွေပြောင်းသွားမယ်ခုနဗီဒီယိုမှာကြည့်ရတဲ့အတိုင်းပဲပေါ့လေနောက်ပြီးတော့ Xbox ကတော့ကျွန်တော်တို့ Xbox ကိုစပြီး platform ကိုစပြီးတော့ခြေချပြီးတော့မှသူ့ရဲ့ Xbox က control နဲ့ဆော့လို့ရတဲ့ဟာတွေပါလာမယ်နောက် Spring မှာပဲkeeper event ဆိုတဲ့ကျွန်တော်တို့နာမည်နဲ့ဒီ time limited season တွေနဲ့လာမယ်ပေါ့လေပြီးသွားရင်ဒီ narratively ကတော့ it tie into update which we follow the season တဲ့ဒါတော့ဒီမှာပေါ့နော်game update our roadmap ငါတို့ရဲ့ roadmap မှာပါတဲ့ဒီ biggest update ပေါ့လေ biggest update ကဘာကိုပြောတာလဲဆိုတော့ဒီဟာအောက်ကဟာကိုပြောတာ summer update biggest ဆိုတာဘာဖြစ်လို့လဲဆိုဆက်ပြီးရှင်းပြမယ်LBN summer update bring as truly massive addition to the game ပေါ့နော် massive ဆိုတာတကယ်အကြီးပေါ့နော်အကြီးအပြောင်းလဲထည့်ထားပါတယ်တဲ့ one long request by our community ငါတို့ရဲ့ community ကနေမှဒီတောင်းဆိုထားတဲ့ချိန်ကြာပြီပေါ့နော်တောင်းဆိုထားတဲ့အရာကိုငါတို့ဖြည့်ဆည်းပေးတယ်ပေါ့လေအဲ့ဒါဘာလဲ dragon ငကားတွေပါလာမယ်ဘယ်လိုပါမလဲဆိုတော့ central element ဟောဒီ LBN ရဲ့တကယ်ချက်ချာကြားတဲ့တခုအဖြစ်လာမယ်အဲ့ဒါကဒီ Arthurian fantasy war ဆိုတဲ့နောက်ထပ် war တခုထပ်လာမှာသူကဘာနဲ့ committee နှိုင်းယှဉ်ပြထားလဲဆိုရင်ကျွန်တော်တို့2019ကဆိုတာဒီမှာလည်းပါမနေတွေ့ရ2019ကဒီစပြီးတော့မှ war အစ်စ်အနေနဲ့ထဲ LBN Avalon war လို့မျိုးပဲပေါ့နော်ကျွန်တော် Avalon ထဲမှာကျွန်တော်သွားနေကြပါတယ် Avalon ပေါ့War လို့နောက်တဲ့ war တစ်ခုထပ်ပြီးတော့ပါလာမယ်ဆိုတဲ့သဘောပေါ့လေဒီ Arthurian fantasy war ဆိုတဲ့ war တစ်ခုထပ်ပါလာမယ်ဘယ်လိုပါမလဲဆိုတော့မသိသေးဘူးအရင်တော့ excited ပဲဒီငကားအဲ့ဒါက provide ဒီရမယ်ပြီးတော့ most rewarding dragon will be in full load area ဆိုတာကတဘောကဒီပစ္စည်းတွေကြာရင်အကုန်ပါသွားတယ်ဗျာသူရှိရရရင်အကုန်ရတယ်ဗျာအဲ့ဒါက black zone တို့ red zone တို့ပေါ့ပြီးတော့ဒီမှာတော့ the most rewarding the most reward အများစုကတော့အဲ့လို area တွေမှာပဲများတယ်ဆိုကျွန်တော်အဓိကတော့အဲ့လို area ဆိုတာ black zone နဲ့ yellow zone ပြောမယ်ဆိုလို့ရှိရင်ဟောပေါ့ the mist တွေကလိုမျိုးပဲဗျာ yellow zone မှာဝင်တဲ့ the mist ကတော့ not ပဲ not ဖြစ်တယ်လူကောက်လို့မရဘူး black zone တို့ red zone တို့ကဝင်တဲ့mist တွေကတော့ full လို့ကောက်လို့ကျွန်တော်လူတွေကောက်လို့ရတယ်ဆိုတော့ဒီမှာလဲ the most rewarding dragon ကတော့ full လို့အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ full လို့ area တွေမှာခုနက black zone တို့ red zone တို့ area တွေမှာတော့area ကဝင်တဲ့နောက်တဲ့ wall another wall တစ်ခုဖြစ်မယ် area ကဝင်တဲ့အဲ့ wall တွေမှာဆိုရင်တော့ကျွန်တော်တို့ full load တွေဒီ full load ဗာလဲ reward တွေပို့ရမယ်ဆိုတော့ကျွန်တော်တို့က ava ကနေမှဒီ Arthurian fantasy wall ဆိုတဲ့နေရာကိုတွားပြီးတော့မှပြောင်းသွားတော့မယ်တကယ်လို့ဒီ event ဒီ wall ကြီးလာတဲ့ update လာတဲ့အခါကျရင်ava မှာလူသိရှိမှမဟုတ်တော့ဘူးဗျာဒီအရင်ဆုံးရတော့ဒီမှာပဲလူတွေအများများပြီးခြားပုတ်ကြတော့မှာဘာလို့အဲ့ဒီအချိန်မဲ့ reward တွေကပုံများတာလေအဲ့ဒီကာလာပြီးသွားရင် reward တွေအဲ့လောက်မပေးတော့အခုဆို the mid ဆိုရင်ဗျာစရောက်ခါစားစောက်ရန်ပစ္စည်းတွေပေးတယ်လေအဲ့ဒီartifact တွေအရန်ပေးတယ်နောက်ဆိုအခုဆိုသိမပေးတော့အဘာဆိုရင်လည်းငကိုတော့ပစ္စည်းတွေအရန်ပေးတာအခုဆိုအဲ့လောက်မပေးတော့သိမကောင်းတော့အပြီးအခုကျွန်တော်တို့ the deep ဆိုရင်လည်းအခုလူတွေရန်ကောင်းတယ်နော်ဒီ update ပြောင်းပြီးသွားမှလူတွေအဲ့လောက်ပေးမှမဟုတ်တော့ဆိုတော့အဲ့လိုမျိုးပေါ့နော်သူ့ဟာနဲ့သူပေါ့ဆိုတော့ဒီအချိန်ကကျွန်တော်တို့အတွက်ဒီအချိန်ရောက်တဲ့အခါမှာကျွန်တော်တို့ပြင်ဆင်ထားရမယ်အဲ့ဒါကျွန်တော်တို့ item တွေ level မြင့်ထားရမယ် item တွေ win အောင်လုပ်ထားရမယ်ချရမယ်ကျွန်တော်တို့ရဲ့ဒီ economics ဆိုတာကျွန်တော်တို့ရဲ့ income တွေကောင်းအောင်လုပ်ထားရမယ်ပြီးတော့ကျွန်တော်တို့ဒီမှာလူတွေအရအောင်လို့ fight ရမယ်ပြီးသွားတဲ့အခါမှာ they will also provide opportunity for non full load ဆိုတော့ yellow zone ကဝင်တဲ့ဟာတွေပေါ့ opportunity ပဲပြောတာနော်ဒီမှာမှ the most ဝင်နေရမှာဒီမှာက opportunity တစ်ခုအနေနဲ့ပဲ provide လုပ်ပေးမယ်ပေါ့နည်းနည်းလေးပေါ့ provide လုပ်ပေးမယ်ပေါ့နာမည်ခေါ်ပေးပါတဲ့ bro အကာရေးမင်္ဂလာပါ graphic setting ကတဲ့အသစ်တစ်ခုထပ်ထည့်ပြီးမှလားရှိပြီးသား graphic ဟိုရှိပြီးသား graphic ကိုပဲပြောင်းပေးမှာ update မှာပြောင်းမှာဒါပေမဲ့ကျွန်တော်တို့ကတော့ short အောင်ပါဗောလေဆိုတော့ကျွန်တော်ကဒီဟာလေးကတော့ကျွန်တော်ဒီလိုမျိုးဟိုပါလေဒီပြောင်းသွားမဲ့ update ကိုရှင်းတယ်လို့ပဲ
ဒီ crafter တွေအနေနဲ့ကဲလို့ crafting လုပ်ကြမယ်ဆိုရင် crafting လုပ်ကြမယ်ဆိုရင်တိ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 ုက်တဲ့အခြားကျွန်တော်တို့ Nandi ဆိုတဲ့ bro တယောက်ကသူကတော့တကယ်နာမည်ကြီးပါသူရှင်းထားတဲ့ point of ဒီ crafting point of view ပေါ့နော်ဒီ update ပေါ်မှာဘယ်လို point of view လောက်သွားမလဲဆိုတော့သူကဒီဘက်ကအရာတွေကတော့အဲ့လောက်မဟုတ်ဘူးအဓိက crafting အနေနဲ့ဒီအပိုင်းမဟုတ်ဘူးပေါ့နော်ဒီအပိုင်းလည်းမဟုတ်ဘူးဒီနှစ်ပိုင်းပေါ့ဒီနှစ်ပိုင်းမှာအရေးကြီးတယ် crafter တွေကအဲ့ဒါဘာလဲဆိုတော့သူကဘယ်လိုပြောလဲဆိုတော့ဒီမှာဗျာကျွန်တော်တို့ function fight တွေအရန်များလာမယ်ဗျာအဲ့တော့ function fight တွေအရန်များလာရင်ဘာတွေသုံးရမလဲ CVC gear တွေအများဆုံးသုံးရမယ်နောက်တစ်ခုက CVC gear တွေသုံးရပြီး function fight တွေမှာတွယ်ပြီးတော့ကျွန်တော် chest တွေအများကြီးပေါ်လာမှာလေအဲ့တော့ chest တွေကိုကျွန်တော်တို့ကသွားပြီးတော့ယူကြမယ် chest တွေယူတဲ့ခါမှာအဓိကဘလူတွေအများဆုံးဘာတွေလောက်ကြလဲဘုံမင်းတွေလောက်ကြတယ်အဲ့တော့ဘုံမင်းလောက်တဲ့သူဆိုတာကဘုံနဲ့လူလို့ကျွန်တော်ဘုံတာမဟုတ်ဘူးဘုံမင်းလောက်တဲ့သူကကေးလို့ကျွန်တော်ဘုံတာအဲ့တော့သူတို့ရဲ့ပစ္စည်းတွေကကြတဲ့ခါဘာဖြစ်မလဲ trash ဖြစ်မယ်အဲ့တော့ဘုံမင်း item တွေကအယောင်းဝယ်မှုပုံများလာမယ်ဘုံမင်း item ဆိုတော့ကျွန်တော်တို့ဗာလေ wheeling bowl တို့ပြီးတော့ရှင် energy shaper တို့ပြီးတော့ရှင်ပြီးတော့ဗာလေဟိုနေလေဘူးမှွေတာဗာလေဘာကြီးလဲလေဘူးမှွေတဲ့မီးလက်နက်ဗျာအဲ့လိုလက်နက်တွေရောင်းအားပိုကောင်းပြီးတော့မှရောင်းအားပိုကောင်းမယ်ပြီးတော့ခုန CVC gear တွေဖြစ်တဲ့ကျွန်တော်လောင်းဘိုးတို့ပြီးလို့ရှိရင်အဲ့ဒီကျွန်တော်အများကြီးပဲရှိပါတယ်ဗျာထားလိုက်ပါတော့အဲ့လိုမျိုး gear တွေအယောင်ပိုတွက်မယ်ဘလက်စုံမှာထက်ပိုတွက်မယ်ဘာလို့ဆိုတော့တောက်လျှောက်ဖြစ်နေမှာ bandage တိုင်းကို trash တွေကအများကြီးဖြစ်ပြီးတော့မှ bandage တိုင်းမှာကျွန်တော်တို့အယောင်ဝယ်မှုပိုများလာဘာလို့အရန်ကြီးဟို red zone ကျတော့လူတွေကအရန် fight ကြတယ်လေအဲ့တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ item အမြင့်တွေကပိုပြီးတော့ရောင်းရလာမယ်လို့ပြောတယ်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ကခုနဘုံမင်း gear တွေက43တို့53တို့စစ်တူးတော့အဲ့လိုပြ item အမြင့်နေဗျာ item အမြင့်နေမှာဆိုတခါတည်းတည်အောင်လုပ်တာဟုတ်အဲ့တော့အဲ့လိုမျိုး item အမြင့်နေမှာတော်တော်များသုံးကြတာ43တွေသုံးတယ်ဗျာအဲ့တော့43တွေရောင်းမှုပိုအားကောင်းလာမယ်ဘုံမင်းမှာ CVC မှာဆိုလို့ရှိရင်လည်း42တို့7 flat တို့ဒီလိုမျိုးအရာတွေကအရန်ရောင်းရလာမယ်ဆိုတော့ဒါကကျွန်တော်တို့တကယ်လို့များ update ဆက်စာချင်း function flat ပြောင်းချင်းမှာကျွန်တော်တို့က crafting တွေမှာအသုံးရောင်းဝယ်မှုပိုကောင်းလာမယ့်ဟာတွေဆိုကျွန်တော်တို့ကဒီ ABN ရဲ့သဘောက investment လုပ်တာပဲ ABN သဘော investment လုပ်တာပဲကျွန်တော်တို့ကဒီတိုင်းချက်ချင်းမြတ်တဲ့ဟာတွေမဟုတ်ဘူးတစ်လားနှစ်လားအဲ့လိုကြာပြီးတော့မှအချိန်အဓိကတော့အချိန်ပေါ့လေ ABN မှာတန်ဖိုးကအချိန်ပဲအဲ့တော့ဘယ်ဟာပဲလုပ်လို့အဲ့တစ်လားနှစ်လားကြာပြီးတော့မှအမြက်ကလာတာဆိုတော့ကျွန်တော်ဒီချိန်မှာကျွန်တော်တို့က crafting ဒီ CVC gear နဲ့ပတ်သက်တဲ့ဥစ္စာတွေကျွန်တော်ကဘုံမင်း gear နဲ့ပတ်သက်တဲ့ဥစ္စာတွေကို crafting လုပ်ပြီးတော့မှသူတို့ရဲ့ spec တွေကိုမြင့်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တကယ်မြင့်ထားတာကိုပစ္စည်းတွေကိုအခုချိန်ကျွန်တော်အဲ့ချိန်မှာကျွန်တော်ဈေးအရန်ကြီးမှာဗျာ resource တွေဈေးအရန်ကြီးမယ်ဗျာအခုချိန်တွေက buy order တွေတင်ပြီးတော့မှစုဆောင်းပြီးတော့ update ပြောင်းတဲ့ update မပြောင်းခင်မှာတွေက gear တွေကို craft ထားမယ် craft ပြီးတော့မှ update လာတဲ့ကောက်ပြီးတော့မှကျွန်တော်တို့က sell order တင်မယ်အဲ့လိုတွေတင်မယ်ဆိုလို့ရှိရင် crafter တွေအတွက် immediate မြတ်မှာဒါပေမဲ့အခုကတည်းကကျွန်တော်တို့ကစပြီးတော့မှ spec တွေတင်ထားပြီးတော့ပစ္စည်းတွေ sell order တွေတင်ပတ်စံရှိတဲ့သူတွေအတွက်ပေါ့ဗျာ sell order တွေတင်ပစ္စည်းတွေကို craft ပြီးတိုးထားဗျာမရအောင် update ပြီးတော့မှထုတ်ပြီးတော့ sell order တင်မှာအဲ့လိုမျိုးပေါ့လေဆိုတော့အဲ့လိုမျိုးရှိတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော် crafter မဟုတ်လဲပေါ့နော်ကျွန်တော်ပတ်စံရှိတဲ့သူတွေအနေနဲ့ကကျွန်တော် Xbox community ကိုခြေလှမ်းပြီးဖြစ်တဲ့အတွက် NUB တွေအများကြီးဝင်လာမယ်ဒီလိုမျိုး Dragon တွေပါလာဖြစ်တဲ့အတွက်ပို့ပြီးတော့မှ NUB တွေပိုများလာမယ်ဆိုတော့ NUB ပိုများလာရင်ဘာတွေပိုများမလဲ Premium ဝယ်မှုတွေပိုများလာမယ် Premium ဝယ်မှုပြောလာရင် Premium ဈေးတက်မယ် Premium ဈေးတက်တယ်လို့ goal ဈေးတွေတက်မယ်အဲ့တော့ကျွန်တော်တို့က saver နဲ့ goal တွေဝယ်ပြီးတော့ရသလောက်စုထားပြီးတော့မှဒီ NUB တွေများလာပြီး Premium တွေဝယ်ပြီးတော့မှဟိုကျွန်တော်တို့က Premium ဆိုတစ်လားဝက်နှစ်လားလောက်ပေါ့နော်အတွင်းမှာ goal ဈေးတွေခုန်တက်သွားနိုင်တယ်အဲ့ချိန်မှာကိုက saver နဲ့ပြန်ပြီးတော့ရောင်းပြီးတော့ပြန် keep ထားနောက်ထပ်ပြန်ဝယ်လို့ရပြီဆိုမှပြန်ထုတ်ရောင်းတာမျိုးပေါ့ဆိုတော့ goal တွေရင်းနှီးမြှုပ်နှံလို့အခုချိန်တွေက goal တွေဝယ်ပြီးရင်းနှီးမြှုပ်နှံထားလို့ရတယ်ဒါကတော့လိုသေးတယ်ပေါ့လေဆိုတော့ဒီအပြောင်းလဲမှာ crafting နေ point of view ကကြည့်မယ်ဆိုဒီနှစ်ခုကကျွန်တော်တို့အရေးကြီးတဲ့နှစ်ခုဖြစ်ပါဝင်တယ်လို့သူကတော့ analysis လုပ်ထားတယ်ပေါ့လေဆိုတော့ဒါကသူပြောတာအများကြီးဖြစ်နိုင်တယ်ဆိုတော့ဒါလေးတော့ကျွန်တော် update နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာပါnew video ရောနောက်ထောင်နေတဲ့သူတွေရောတခုခုတော့အကျိုးလေးဖြစ်သွားမယ်လို့မျှော်လင့်တယ်ပေါ့လေအခြားလိုအပ်တဲ့ရှိတယ် game နဲ့ပတ်သက် game season နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောစရာတွေရှိတယ်ဆိုရင်လည်းပြောလို့ရပါတယ်ကျွန်တော်ကတော့ game လေးတော့ထောင်ထားပါမယ်လေခုနဒီ black zone content တွေကတော့အများကြီး game နဲ့ပတ်သက်လို့လုပ်ဖြစ်မှာတော့မဟုတ်ဘူးဒါပေမဲ့ game ထဲမှာရှိတဲ့သူတွေကတော့ကျွန်တော် function ကို live ဖို့တော့ကျွန်တော်တက်နေသလောက်စီးရုံမယ်ပေါ့လေ function လိုက်ပြီးချဖို့အတွက်ကိုကျွန်တော် black zone content လိုပဲချလို့ရတာတွေအများကြီးဖြစ်လာမယ်ပေါ့
တကယ်လို့အကျိုးတစ်ခုခုဖြစ်သွားတယ်နားထောင်ပေးတဲ့သူတွေလိုက်ပေးသွားတဲ့သူတွေကျေးဇူးအများကြီးတင်ပါတယ်